ကလော့ကနီးပြတရားအနေနဲ့တင်မဟုတ်ပဲဖခင်တရားလိုပါကောက်ွယ်ပေးခြင်းခဲ့ပေမဲ့နားမထောင်မိခဲ့ဘူးအားလုံးပဲမင်္ဂလာပါစူပါဖွတ်ဘော်အိမ်ဒီမှာတင်ဆက်ပေးနေပါတယ်ကိုနီညိုကဂျာဂျန်ကလော့နဲ့လီဗာပူးအသင်းကြောင့်စိတ်မကောင်းစရာပြန်ပြောင်းပြောခဲ့ပြီးဂျာဂျန်ကလော့ရဲ့စကားတကွင်ကရင်ထဲမှာဆွဲကြံနေခဲ့တယ်လို့ဖွင့်ရပြောဆိုလာခဲ့ပါတယ်ကျွန်တော်လီဗာပူးအသင်းကနေမထွက်ခွာခင်မှာဂျာဂျန်ကလော့ကကျွန်တော်ကိုစကားတခွန်းပြောခဲ့ပူပါတယ်အဲ့ဒီစကားကျွန်တော်ရင်ထဲမှာဆွဲပြီးတော့ကြံနေခဲ့တာပါသူကျွန်တော်ကိုပြောခဲ့တာကမင်းသာဒီမှာဆက်နေရင်သူတို့မင်းအတွက်ရုပ်ထုတောင်ထုလုပ်ပေးကြလိမ့်မယ်ဒါပေမဲ့မင်းသာထွက်သွားခဲ့ရင်တော့မင်းကတခြားကစားသမားတွေလိုပဲတာမန်ကစားသမားတစ်ယောက်အနေနဲ့ပဲဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအချိန်အဲ့ဒီအခါတုန်းကတော့ကျွန်တော်အဲ့ဒီစကားကိုနားမဝင်ခဲ့ပါဘူး။ကျွန်တော်ရဲ့ကစားသမားဘဝအတွက်ဘာကအကောင်းဆုံးလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်ပဲသိရလို့ထင်နေခဲ့တာပါ။ဒါပေမဲ့တချို့အရာတွေကနောက်ကျသွားမှပဲနားလည်လာရတတ်ပါတယ်။လီဗာပူးအသင်းမှာကစားနေတုန်းကပရိသတ်ရဲ့ချစ်ချင်းမြတ်တာဒီပတ်သက်မှုတွေနဲ့ကျွန်တော်အပေါ်သူ့ကိုယုံကြည်ပုံအပ်မှုတွေကတကယ်ကိုထူးခြားတဲ့ခံစားချက်မျိုးပါ။အသင်းကနေထွက်လာပြီးနောက်မှာတော့အဲ့ဒီခံစားချက်တွေကိုတခြားအရာအလုံးထပ်ပိုးပြီးလွှမ်းဆွတ်ခဲ့ရပါတယ်။ဘောလုံးလောကမှာမြင်မြန်ဆန်ဆန်ပြောင်းလဲတတ်ပေမဲ့တချို့အချိန်တွေနဲ့တချို့နေရာတွေကိုတော့ဘာနဲ့မှအစားထိုးလို့မရနိုင်ပါဘူးအခုပြန်လည်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ဂျာဂျန်ကလော့ကနီးပြတယောက်အနေနဲ့ပဲပြောခဲ့တာမဟုတ်ပါဘူးကျွန်တော်ဖခင်တယောက်လိုမျိုးကာကွယ်ပေးခြင်းခဲ့တာဆိုတာကိုကျွန်တော်နားလည်လိုက်ရပါတယ်အဲ့ဒါကပဲကျွန်တော်အတွက်အခက်အခဲဆုံးအစိပ်ပိုင်းမှာပဲဘာလို့လဲဆိုတော့သူပြောဆိုခဲ့တာတွေကအခုချိန်ကြီးတကယ်ကိုမှန်ကန်နေတာတီးခဲ့ရလို့ပါဆိုပြီးလီဗာပူးရဲ့ကွင်းလေလူဟောင်းကော်တင်ညိုကပြောဆိုသွားခဲ့တာလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေရောက်ချင်းနေတယ်ကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ